နိဗ္ဗာန်သွားဖို့အတွက်သီလလုံမှုဘာကြောင့်အရေးကြီးတာလဲဆိုသူကတမာတိတို့ပညာတို့အများကြီးထောက်ဖို့ဖြစ်တယ်အခုဒီဗိမာန်ကြီးပေါ်တက်လာလို့လေကားတက်မရှိဘဲနဲ့တက်လို့ရမလားအေးနိဗ္ဗာန်သွားခြင်းနဲ့ဆိုရင်လည်းသီလမရှိဘဲနဲ့သွားလို့မရဘူးတချို့ကတော့ပြောကောင်းပြောလိုက်ပဲတဏ္ဍတိအမကြီးမူမူယူယူနဲ့ယဟန္တာဖြစ်သွားတာသီလမရှိဘူးလို့သီလဆိုတာလာချီပြီးစောင့်တည်နေရတာမဟုတ်ဘူးအခုစောင့်တည်အခုသီလရှိသွားတာဖះနဲ့တွေ့လိုက်တဲ့အချိန်မှာ तू အမှုပြေသွားပြီဖះတရားနားနေတဲ့အချိန်မှာ तू သီလလုံတယ် तू လုံတာကဒီတာမန်စောင့်တည်ထားတဲ့ပုဂ္ဂိုလ်နဲ့တောင်မတူဘူးအသက်သေးခြင်းသေးပါစေဒါတွေမလုပ်တော့ဘူးဆိုတာကိုသူ့မှာ determination ရှိတယ်ဟုတ်ကဲ့လားအဲ့ဒါသူ့ကိုသွားပြီးသီလမလုံဘူးလို့သွားပြောလို့မရဘူးကြိုက်တတ်တဲ့လူတွေကအဲ့လိုမျိုးလက်ညှိုးထိုးတတ်သေးတယ်တဏ္ဍတိအမကြီးအမလေးရက်ကလေးတမြမြနဲ့မူရင်ရွေယဟန္တာဖြစ်သေးတာသူလည်းပဲအရဝိုင်းကထပြီးယဟန္တာဖြစ်မှလို့နဲ့နော်အဲ့ဒါမတူဘူးစိတ်ဓာတ်ခြင်းနော်သူကပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီစိတ်ထက်ကတားกว่าပညာပရိဒေါတံသီလနဲ့အသိပညာကနေပြီးတော့သီလကိုဆေးကြောပြလိုက်တာဘယ်တော့မှမလုပ်ဘူးအသက်သိခံမယ်ဒီအလုပ်ကိုဘယ်တော့မှမလုပ်ဘူးဆိုတာကို तू ကဆုံးဖြတ်ချက်ချလိုက်အဲ့ဒီချိန်ကစပြီး तू သီလလုံသွားပြီလေသီလလုံလို့သာ तू မဂ္ဂင်၈ပါးတဲ့ရောက်လို့ယဟန္တာဖြစ်တာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝမလုံမဲနဲ့မြယဟန္တာဖြစ်တယ်လို့အောင်းမေ့မနေနဲ့ဟုတ်ကဲ့လားဒါတွေကိုလုံရတာအင်္ဂုလိမာလာဒီတိုင်းပဲလေအင်္ဂုလိမာလာသူ့လာတတ်တောင် तू ကမတတ်တော့နော်မြတ်စွာဘုရားနဲ့တွေ့တော့ဓာတ်ထမ်းလိုက်တယ်မဟုတ်လားလိုက်တဲ့အခါ तू ကအော်တယ်လေရက်နဲ့အော်တယ်အဲ့တော့မြတ်စွာဘုရားဘာပြောလိုက်ငါရက်နေတာပါကွာမင်းမဲ့ရက်ဖို့လိုပါတယ်ဟောမြတ်စွာဘုရားပြောလိုက်တဲ့စကားသူ့အတွက်သူ့နှလုံးသားထဲထိသွားတယ်တာမန်ပုဂ္ဂိုလ်ဆိုထိမှာမဟုတ်ဘူး तू ကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လေငါရက်နေတာပါမင်းမဲ့ရက်ဖို့လိုတယ်ဆိုဒါအတိတ်ပဲရှိတဲ့စကားလုံးပဲဆိုပြီးဘုရားကိုမေးတာအရှင်ဘုရားသွားနေပြီးရက်တယ်လို့ပြောတယ်တပည့်တော်ကြမင်းရက်ဖို့လိုတယ်ပြောတာအေးဟုတ်တယ်ငါပြောတာကငါကအကုသိုလ်အလုပ်တွေရက်ထားပြီးမင်းကမရက်သေးတာဟုတ်လားမင်းကမရက်သေးလို့မင်းရက်ဖို့လိုတယ်လို့ငါပြောတာငါကအကုသိုလ်အလုပ်တွေအကုန်လုံးရက်ပြီးပါဏာတိပါဒသူများတဲ့တတ်တဲ့အလုပ်လည်းငါရက်ပလိုက်ပြီးမရှိတော့အရက်တောက်တဲ့အလုပ်လည်းမလုပ်ဘူးဟုတ်လားရက်ထားပြီးဒီလိုဆိုလို့တာအကုသိုလ်အလုပ်တွေအကုန်ရက်ပလိုက်ပြီးပယ်ပလိုက်ပြီးလေများဆိုဗျာအဲ့ဒီအတိပ္ပယ်ကိုရှင်းပြလိုက်တဲ့အခါဓာတ်တွေလက်နဲ့တွေအကုန်ပြစ်ချပြီးတော့ဖះနောက်သင်္ကန်းဝတ်သွားတာလေအဲ့တော့ तू သီလအဲ့ဒီချိန်ကစသီလလုံသွားပြီ तू ကအဲ့ဒါကြောင့်မို့လို့ तू ကယဟန္တာဖြစ်တာလေတမန်နဲ့တော့မဖြစ်နိုင်ဘူးဒါကြောင့်မို့မဂ္ဂင်၈ပါးမပြည့်စုံမဲ့နဲ့ယဟန္တာဖြစ်တာမဟုတ်ဘူးအဲ့ဒါကိုအလွယ်လေးတွေးပြီးတော့မပြောသင့်ဘူးပေါ့နော်သီလဆိုတာအခုဆောက်တည်ရင်အခုလုံခြုံသွားတာအခုချိန်ကစပြီးဒါသီလလုံတယ်လို့ခေါ်တာဒါကြောင့်မို့လို့ရိတ်တာတွေမှာသွားပြီးတော့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေသီလကိုအရင်အယူမခိုင်းဘူးလားဒါသီလလုံအောင်လုပ်ခိုင်းတာပဲသီလပေါ်မှာအခြေခံလိုက်တာလေသီလပေါ်မှာအခြေခံဟိုနေ့ကရိတ်တာတဲ့မိုးငယ်ကလုံညီမလုံမှာပေါ့အဲ့တော့လုံတဲ့အချိန်ကစပြီးကိုယ်သီလကိုတွေးလိုက်ဩငါသီလတွေရှိတယ်လို့ဆိုလုံခြုံမှုရှိသွားအဲ့တော့သီလကဘလောက်အရေးကြီးတာတော့လို့ဆိုတဲ့အခါမှာကြည့်သီလရှိတဲ့ပုဂ္ဂိုလ်ဟာသီလဆောက်တည်လိုက်တဲ့တပြိုင်နက်ကိုယ့်ကိုယ်ကိုပြန်စဉ်းစားလိုက်တဲ့အခါကျတော့ငါမှသီလလုံတာပါလားလို့ဆိုသီလကိုကြည့်ပြီးတော့သူ့စိတ်ထဲမှာစိတ်နှလုံးအေးချမ်းမှုလေးဖြစ်တယ်မဟုတ်တာလုံတဲ့လူကတွေးရင်ပူနေတာငါလှုပ်ထားတာတွေများသိကုန်မလားဆိုပြီးတွေးပူနော်တွေးလိုက်လို့ရှိရင်သူကမျက်နှာပြက်သွားတယ်အဲ့ဒါကိုဝိပတိတာရလို့ခေါ်တယ်မဟုတ်တာလှုပ်ထားတဲ့လူကပြန်တွေးမိရင်သူများမသိပေမဲ့လို့သူ့စိတ်ထဲမှာတော့သူကမျက်နှာပြက်သွားတယ်ဟုတ်ကဲ့လားစိတ်ထဲမှာမချမ်းမြေ့ဘူးပေါ့နော်ကိုလှုပ်ထားတာအတွက်စိတ်ထဲမှာမကြည်လင်ဘူးအဲ့ဒါကိုဝိပတိတာရလို့ခေါ်တယ်သီလရှိပြီဆိုတဲ့အခါကျတော့ပြန်တွေးလိုက်တာနဲ့သီလကိုပြန်စဉ်းစားလိုက်တိုင်းဟာအဲ့ဒီလိုမျက်နှာပြက်เสียတခုမှမရှိဘူးသူအကောင်းတွေလှုပ်ထားတော့အပြစ်ကင်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာမှဆိုရင်တော့ကမရှိတော့ဘူးလေမရှိတော့ဘာဖြစ်တော့သီလရှိသည့်အတွက်ကြောင့်နှလုံးမသားမယာမဖြစ်ဘူးနှလုံးမသားမယာမဖြစ်သည့်အတွက်ကြောင့်ဝမ်းမြောက်မှုဆိုတဲ့ပါမောဇဖြစ်တယ်ဝမ်းမြောက်မှုဖြစ်တဲ့အခါကျတော့ပီတိဆိုတဲ့နှစ်ချိုက်မှုတွေဖြစ်တယ်
ပီတိဆိုတဲ့နှိမ့်ချမှုဖြစ်လို့ရှိရင်ပတ္တရိဆိုတဲ့ငြိမ်းချမ်းမှုတွေဖြစ်တယ်ပတ္တရိဆိုတဲ့ငြိမ်းချမ်းမှုဖြစ်လာလို့ရှိရင်ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဖြစ်လာဒုက္ခဆိုတဲ့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဖြစ်လာလို့ရှိရင်စိတ်ကလေးဟာတည်ကြည်လာတဲ့တမာတိဆိုတာဖြစ်လာတယ်ကဲသီလဟာဘာကြောင့်အရေးကြီးတော့ဆိုတမာတိဖြစ်ဖို့အတွက်အရေးကြီးကြည့်ရှင်အင်္ဂုလိမာလာဒီသီလသူလုပ်ခဲ့တဲ့ဟာတွေကိုပြန်စဉ်းစားနေသည့်အတွက်ကြောင့်တမာတိအတော်နဲ့မရတရားအထုတ်ပြီးဆိုတဲ့အခါမှာ तू ကတရားထိုင်လိုက်တာနဲ့ तू တမာတိမရဘာတွေတွေးမိတော့ဆို तू လူဆိုးကြီးဘဝတော့ကဓာမိုးလိုက်ပြီးတော့လူတွေတတ်တဲ့အခါမှာလူတွေကပြေးကြတယ်អော်ကြတယ်ဟုတ်ကလား तू မတတ်ပါနဲ့လို့ပြောတယ် तू အမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့ तू ညီလေးမတတ်ပါနဲ့ညီမလေးမတတ်ပါနဲ့မအော်ပေဘူးလားလူအုပ်ထက်လိုက်ရင်တော့ तू လည်းမတတ်ပါနဲ့လို့ဒီလိုអော်တဲ့ဒီမြင်ကွင်းနေဟာလူသားသမားဒီမြင်ကွင်းနေဟာတရားထိုင်လိုက်တာနဲ့အဲ့ဒါတွေကဒီတယ်လီဗီရှင်းထဲမှာကြည့်ရတယ်လို့ဒီပုံရိပ်ကြီးကကိုယ်မျက်စိထဲမှာပြန်မြင်လာတဲ့အခါကျတော့စိတ်ကတည်ငြိမ်မှုမရတော့သူကတရားထိုင်လို့ကိုမရဟောသီလမရှိရင်တရားထိုင်လို့ကိုမရနော်နောက်မှမြတ်စွာဘုရားနီးပေးတယ်မင်းရဟန်းဖြစ်တဲ့နေ့ကစပြီးတော့ဘယ်သူမှမတတ်ဘူးမဟုတ်လားအဲ့တော့ဟိုဘက်တွေကိုမစင်စားနဲ့ဒါမို့အင်္ဂုလိမာလာပိယိတ်ကြည့်လေယတောဟံပဂိနိအရိယာယသာတိယသာတော်လို့ဆိုတဲ့အချိန်မှာကြည့်ယတောဟံပဂိနိအရိယဒီအရိယာဇယဟမြတ်ဖြစ်တဲ့အချိန်ကစပြီးသူပါဠိဝါဒလုံသွားပြီလေအဲ့ဒီလောက်ကနေစစဉ်းစားလိုက်မှသူစိတ်ကြည်လင်မှုတွေရလာတယ်ငါဒါတွေမလုပ်တော့ဘူးဆိုဝမ်းသာလာနော်ငါတစ်ချိန်ကလုပ်ခဲ့ပေမဲ့အခုမလုပ်တော့ဘူးဆိုတော့တမာရီကရသွားတယ်အဲ့ကြတော့အဲ့ကြမှာယန္တာဖြစ်တယ်မဟုတ်တာလုပ်တဲ့လူတရားထိုင်ရင်အဲ့မဟုတ်တာတွေပဲပြန်ပေါ်တတ်တယ်နော်အဲ့ဒါကြောင့်မို့လို့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလအမှန်တမ်းအရေးကြီးတယ်တဲ့ဘာကြောင့်အရေးကြီးတော့ဆိုခုနကဆင်ငယ်နော်ဆင်ငယ်အကျိုးပြုလာတာဆင်ငယ်အကျိုးပြုပြီးတော့နောက်ဆုံးမှာစိတ်တံတမာတိယတိစိတ်ကလေးဟာတည်ငြိမ်လာစိတ်တည်ငြိမ်တော့ဘာဖြစ်တော့ယထာဘူတံသာနာတိပတ္တိအမှန်အကန်မြင်လာတဲ့ဉာဏ်ဖြစ်တယ်တမာတိဖြစ်မှဉာဏ်ဖြစ်တယ်အဲ့ဒါတွေအားလုံးဟာသီလကအထောက်အကူပြုထားတာဒီလိုဆိုလိုတာနော်ဒီဗိမာန်ကြီးကိုတက်ဖို့ရလှေကားတဲ့မရှိဘဲနဲ့မရောက်နိုင်ဘူးမဟုတ်လားအေးအဲ့ဒါလိုပဲသီလဆိုတာမရှိလို့ရှင်တမာတိဆိုတဲ့အထိတ်ထီအောင်မရောက်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးထဲမှာသီလတမဒီတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဒါမှန်ကန်တဲ့သီလကိုအရင်ဆောက်တည်ကြဒီလိုဆိုတာနော်